နေရကျဲတော့မှဖြစ်တဲ့အတွက် site တွေကအောက်ကိုကြသွားလို့လေမတို့ပို့ပြီးတော့ level ကြည့်လာလေအဲ့တော့မတို့ဒီ level လေးမှာမတို့နှစ်ခုသွားတာကိုဘယ်လိုသွားမလဲဆိုတော့အပေါ်အောက်သွားမယ်ဆိုတော့ sign လေးကိုမှပြခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဒီသဘောတရားကိုမတို့သိဖို့လိုတယ်နော်ဒီမှာပခုံးဒီ level မှာမတို့ level ကနှစ်ခုရှိတယ်အဲ့ level ကိုဒီဟာကအပေါ်အောက်သွားလို့မတို့ဒီမှာအပေါ်အောက်သွားလို့မရဘူးအဲ့ဒါဒီဒါဒီ site သွားတဲ့သဘောတရားပဲအဲ့တော့ site သွားမယ်ဆိုရင်ဒီထိတ်ကဟာလေးကိုမတို့တီးယူပါတယ်တီးယူပြီးတော့မတို့ဒီမှာ90 degree ပေါ့နော်ဒီလိုမျိုးCF နင်းနေမှာ90 degree နင်းနေတစ်ချောင်းမှာဆွဲရမယ်ဟုတ်ပြီနော်ဆွဲပြီးသွားရင်အမတို့ကဒီဟာကိုကြတော့အမတို့ကအပေါ်ကိုဘေးကိုကျင်းသွားလေအမတို့ site ကိုတေးသွားလေဒီဘက်ကိုကျဲလာပခုံးဘက်ကိုကျဲလာလေကပို့ပြီးတော့အမတို့ site ကြီးသွားလေအဲ့တော့အမကဘေးလိုက်သွားမယ်ဆိုတဲ့သင်္ကေတလေးကိုပြခဲ့တယ်ဘယ်လောက်သွားမှာလဲlevel မရှိသေးရဲ့နော်ခု level မရှိသေးတယ်ဆိုတော့အမတို့ 0.2 ပခုံးအဲ့တော့ဒီမှာလည်းအဲ့လိုပဲပခုံးဒီအမတို့ကျဲသွားမှာဖြစ်တဲ့အတွက်ဒီမြင်းကအတိုင်းမှာကျဲမသွားပါဘူးဒီမြင်းပေါ်မှာအမတို့မူလပတ်တံမှာဆွဲခဲ့တဲ့ပခုံးညာလေးရှိတယ်အဲ့အတိုင်းအမတို့ကဒီပေါ်မှာမြင်းတစ်ချောင်းမှာဆွဲမယ်အဲ့ဒါကိုမှအမတို့ကပခုံးဒီအထဲကိုဝင်သွားမှဒီ site သေးသွားမယ်အပြင်ကိုချစ်သွားမှဒီ site ကြီးသွားမယ်အဲ့တော့ပခုံးကိုအမတို့ဘယ်လိုရွှေ့မှာလဲဒီလိုမျိုးဘေးလိုက်ရွှေ့ပြီးတော့ 0.5 သွားမှာရမလားရှေ့ရင်ကျဲနောက်ရင်ကျဲဒီလေဒီသဘောတရားပဲဘာလို့မှလဲဘေးလိုက်ကိုမတို့ရွှေ့မှာ 0.5 သူ့နေရာလေးတွေမှာပဲအမရေးခဲ့တယ်နော်ဒီမှာမမြင်ရမှာဆိုလို့မဒီဟာလေးပြောင်းပြီးမယ်အဲ့တော့မတို့ 0.5 သွားမယ်အဲ့ဒီကိန်းကနန်းတွေကအမတို့ကိုထားချက်တို့ထားခဲ့တာမဟုတ်ဘူးเนาะအမတို့ကိုတင်ယူခဲ့တဲ့ site တွေကနေပြီးတော့ပဲအမတို့တွားထားတာဖြစ်တယ်အဲ့တော့ဒီဟာလေးတွေကတော့အမခဏနေကြရင်ဒီနေရာလေးတွေလည်းဆွဲပြတဲ့ဟာနဲ့ရောသွားမှာဆိုတော့အမဆွတ်ပင်နဲ့မပြောင်းတော့ဘူးเนาะအဲ့တော့အမတို့ရင်ရှိမယ်ရင်မှာအမတို့ရင်ကျဲနဲ့ရင်မင်းနဲ့နှစ်ခုရှိမယ်ဒါဒီအမတို့ရဲ့ရင်ကျဲအားကျဲရမယ်နော်ရင်ကျဲရဲ့ခါကျဲကိုအမဘယ်လောက်ပဲထားခဲ့လဲဆိုတော့1 cm ဒါပုံတင်မဟုတ်ပါဘူးနော်ကိုယ် site ကနေပြီးတော့အမတို့ကြိုက်တယ်လို့တော့အမကဒီမှာသဘောတရားကိုနားလည်အောင်လို့ဒီကိန်းကနန်းတစ်ခုထည့်ပေးလိုက်တဲ့သဘောပဲအဲ့တော့အမတို့ရင်ကျဲဆိုတော့ဒီဘက်ကိုအမတို့ဘာလုပ်သွားမှာလဲချိတ်သွားမှာကျင်းသွားလေး site သေးလေးကျဲသွားလေးအမတို့ဘာလုပ်မှာလဲရင်ကျဲဟုတ်ပြီနော်ရင်ကျဲဒီအမတို့ဘယ်လောက်သွားမှာလဲ1 cm အဲ့တော့ရင်မြင်းမရှိဘူးလားအမတို့နံပါတ်8မှာရင်မြင်းဒီလေအမတို့ဘယ်လောက်လဲ1 cm အဲ့တော့အမတို့အပေါ်ကနေအောက်သွားမှာပေါ့ရင်မြင်းကတော့ဟုတ်ပြီနော်အပေါ်ကနေအောက်ကိုချသွားမယ်အဲ့ဒါဆိုရင် site ကြီးသွားမယ်အပေါ်ကိုတက်ရင် site သေးသွားမယ်အဲ့တော့အမတို့ဒီမှာ3ရမယ်ဟာဒီအမတို့နှစ်ခုရှိမယ်ဟုတ်ပြီနော်ခါးမင်းလေးဒီအတိုင်းပဲအမတို့ကခါးမင်းမှာလည်းခါးကျဲလာမယ်အကျဲတစ်ခုရှိမယ်ဒါဒီလဲ1 cm အပေါ်အောက်ရွှေ့ရမယ်မြင်းဒီခါမြင်းဒီလဲနံပါတ်9မှာဆိုရင်အမ1 cm ရှိမယ်တောက်ကလေးကိုအမတို့ဘယ်လိုသွားမလဲတောက်ကလေးကကြတော့အမတို့တောက်ဒီအမတို့ဒီမှာ small ဒီခုနကရင်မြင်းကအပေါ်တက်သွားလေအမတို့တောက်ကလေးဒီရွှေ့သွားမယ်အဲ့တော့အမတို့ဒီဟာဆွဲပြီးရဲ့အချိန်ကြတော့မှဒီဟာကိုပို့ပြီးတော့မြင်လာလိမ့်မယ်အဲ့တော့အမတို့တောက်ကလေးကဘယ်လောက်ရွှေ့မှာလဲဆိုတော့တောက်ကလေးကိုတော့ဒီမှာမရေးတော့ဘူးခဏနေကြရင်ဆွဲပြတဲ့အချိန်မှာရှုပ်နေမှာဆိုလို့တောက်ကလေးကိုအမတို့ဘယ်လောက်သွားမှာလဲ0.5ဒါဆိုရင်စပြီးတော့ဒီသဘောတရားတွေနားလည်ပြီဆိုရင်အမတို့စပြီးတော့ဒါလေးကိုဆွဲလိုက်မယ်ဆွဲမယ်ဆိုတော့အရင်ဆုံးပေတံရဲ့ဒီဆိုကိုဆွဲမယ်ဒီ shop ပင်လုံနေရမှာတို့အကျယ်လေးပေါ့နော်ဒီအကျယ်လေးရမှာတို့ဘာလို့ဖို့လို့လဲဆိုရင်သေးဖို့လို့လေအဲ့တော့ကိုစပြီးတော့ဆွဲမယ်ဟုတ်ပြီနော်လေဘင်းလေးကိုဆွဲမယ်ဆိုတော့အမတို့အပေါ်အောက်သွားမှာဆိုတော့အပေါ်ကိုတက်သွားရင်ကျင်းသွားမှာဖြစ်တဲ့အတွက်ဒီမှာအမဒီပေးတဲ့အသေးလေးနဲ့ဆွဲပြမှာဖြစ်တဲ့အတွက်အမဒီလိုမျိုးမတုံးတော့ဘူးဒီကနေပဲအမ0. ဒီလို2လေးတွေပဲအမရွှေ့သွားလိုက်မယ်ဟုတ်ပြီလားဒီမှာအမတို့တင်းနှစ်နော်2 point ပဲရွှေ့မှာအဲ့တော့ကိုယ့်ရဲ့ဟာက 0.5 ရွှေ့တယ်ဆိုရင် 0.5 ရွှေ့ဖို့ကိုယ့်ရဲ့ဟာ 0.1 လောက်ပဲခွာထားတယ်ဆိုရင် 0.1 ပေါ့ကိုယ့် site မှာအမတို့ကိုယ့် site ပုံမူတည်ရပေါ့နော်ကိုယ့် site က 0.3 လောက်ခွာထားတယ်ဆိုရင် 0.3 အခုမှကိန်းကနန်းတစ်ခုအနေနဲ့တတ်မှတ်ပြီးတော့သဘောတရားနားလည်အောင်ပဲပြောပြလိုက်မှာဟုတ်ပြီနော်အဲ့တော့အောက်ကိုချသွားမှဒီအမတို့ပါလေဒီမှာတစ်ခါလေးပဲမှဒီလိုမျိုးလေးပဲပြလိုက်တော့မယ်နော်မြင်အောင်လို့အဲ့တော့အောက်ကိုချသွားမှဒီအမတို့ပါလေအောက်ကိုချသွားမှဒီsite ကြီးအဲ့တော့ Asia small medium left side XL to XL အခုမှတော့ site ပွားတဲ့အမှတ်ကလေးရသွားပြီဒီမှာလည်းအဲ့လိုပဲဘေးတိုက်ကိုရွှေ့မှာဖြစ်တဲ့အတွက်ဒီမှာအထဲကိုဝင်သွားမှဒီမှာတော့ပိုကျင်းသွားမယ်
ပြင်ကိုချဲ့လာမှဒီအမတို့ median size ဖြစ်မယ် median ကနေပြီးတော့နောက်တစ် side ကူးမှဒီ left side XL to XL